ရာဇဝတ်သားတယောက်ကိုတစ်မျိုးလုံးကဝိုင်းချစ်ကြပြီးတော့အဲ့ဒီရာဇဝတ်သားဘက်ကနေပြီးတော့ပဲအာမခံပေးတဲ့ထူးဆန်းတဲ့အမှုတစ်ခုအကြောင်းကိုပြောပြပြီးသွားမယ်။တက်ဆက်ပြည်နယ်မှာလူတိုင်းချစ်ကြတဲ့အမျိုးသားတယောက်ရှိတယ်။အဲ့ဒီအမျိုးသားကအသက်အရွယ်ကြီးနေပြီဖြစ်တဲ့အဖွားအိုကြီးတယောက်ကိုသူကတတ်လိုက်တာ။ဘာနီတက်တီဆိုတဲ့အမျိုးသားကတက်ဆက်ပြည်နယ်ကမြို့တစ်မြို့မှာအတုပပြင်ဆင်ပေးရတဲ့သူတယောက်သူကစကားပြောရလဲအရန်နူးညံ့နေဖះเจ้าမှာလဲတချင်းဆိုရဲပြီးတော့မျိုးတွေကလူတွေကိုလည်းကိုကြီးပေးတတ်တယ်ဒါကြောင့်လဲလူတိုင်းကသူ့ကိုချစ်ကြတာပေါ့နော်အသက်ခံရတဲ့အဖွားကြီးကကြတော့မာဂျိုရီနူးချစ်သူကကြတော့အသက်82နှစ်အရွယ်ရှိနေပြီဖြစ်တယ်တန်းကြွတထေးမာကြီးတယောက်ဒါပေမဲ့အဲ့ဒီအဖွားကြီးကအရန်စိတ်ပုတ်ပြီးတော့ရိုက်ဆိုင်နေအဲ့ဒါကြောင့်မျိုးတွေကသူတွေကသူ့ဘသူကမှမပတ်သက်ချင်ကြအောင်ဒီလိုနဲ့ဖြစ်ချင်တော့အဖွားကြီးရဲ့ခင်မွန်းဖြစ်တဲ့သူက1990မှာတည်ဆုံးသွားခဲ့တယ်။အဲ့ဒီခါကျတော့ဒီအတုပအခမ်းအနားကိုဘာနီကလုပ်ပေးရတာပေါ့စစ်စင်ပေးရတာပေါ့နော်။အဲ့ဒီအချိန်မှာအဖွားကြီးကအရန်ထိကြံပြီးဝမ်းနေနေရဲ့အချိန်ဖြစ်ချင်တော့ဘာနီကလည်းအရန်ကိုမှနူးညံ့တဲ့စကားလုံးတွေနဲ့နှစ်သိပ်ပေးတတ်တယ်။အဲ့တော့တယောက်နဲ့တယောက်ကရင်းနှီးသွားတာပေါ့နော်။ဖြစ်ချင်တော့ဘာနီကဒီအတုပကိုလာတဲ့လူတွေကအစားသူအားလုံးစီစဉ်ပြီးသူပဲအကုန်လုံးအခန့်ပေးရလုပ်ပေးရတာပေါ့နော်။အဲ့ဒီလူကနေပြီးတော့ဒီအဖွားကြီးနဲ့ဘာနီနဲ့အရန်ကိုရင်းနှီးသွားကြတယ်အဖွားကြီးဆိုလို့ရှိရင်လည်းပေါ့နော်ဘာနီကိုအရန်ယုံကြည်စိတ်ချသွားပြီးတော့သူ့ရဲ့ခရီးသွားပေါ်ဖြစ်တငယ်ချင်းအဖြစ်သူတို့တွေအရန်ခင်သွားကြတယ်ဘလောက်နာမှာရင်းနှီးသွားလဲဆိုလို့ရှိရင်ဒီအဖွားကြီးကပေါ့နော်သူပိုင်ဆိုင်တဲ့တန်း80ကျော်တဲကနေပြီးတော့ဘာနီကိုအလိုလိုက်ခဲ့တယ်ဘလို့လဲဆိုတော့ကားကောင်းစားရေဝယ်ပေးတယ်ဘာနေနဲ့တူတူကဘာပတ်ပြီးခရီးတွေအတူတူထွက်ခဲ့ကြတယ်သူတို့ထွက်ခဲ့တဲ့ခရီးစဉ်တွေဆိုလို့ရှိရင်ပထမတန်းစားခရီးစဉ်တွေကြီးပဲနောက်ဆုံးမှာအဲ့ဒီအဖွားကြီးอ่ะဗောနော်ဘာနီကိုသူပိုင်ဆိုင်တဲ့ဒီအမွေတွေအားလုံးကိုပေးမယ်ဆိုပြီးတော့သူ့ရဲ့သေတန်းစာမာနာမှာလက်မှတ်ရေးထိုးတဲ့အထီကိုသူတို့တွေရင်းနှီးသွားခဲ့ကြတာဘာနီနဲ့အဖွားကြီးတို့ရဲ့ဆက်ဆံရေးကတကယ်ကိုထူးဆန်းနေပေါ့နော်ဘေးလူတွေအမြင်မှာဆိုလို့ရှိရင်သူတို့ရင်းနှီးမှုကဘယ်လိုလဲဆိုတော့နီးနဲ့အဖွားနဲ့ရင်းနှီးသလိုမျိုးဆက်ဆံရေးလို့ထင်ကြတယ်ဒီလောက်ထိနောက်မှာရင်းနှီးခဲ့ပြီးတော့ဒီလိုအစိတ်တောက်ဖြစ်စေတဲ့ပတ်သက်မှုမျိုးဘယ်လိုမျိုးဖြစ်သွားရလဲဆိုလို့ရှိရင်ဘာနီကိုပေါ့နော်ဒီအဖွားကြီးကသူပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုလိုမျိုးတတ်မှတ်ပြီးတော့လောင်အိမ်ထဲမှာပိတ်လောင်တယ်လို့မျိုးပြုတ်မှုတာကနေပြီးတော့စခဲ့တာအဖွားကြီးကဒီဘာနီကိုဆက်ဆံတာကတငယ်ချင်းလိုမျိုးရင်းနှီးရဲ့မိတ်ဆွေလိုမျိုးမဟုတ်တော့ဘဲနဲ့အစိတ်ခက်တယောက်လိုမျိုးဆက်ဆံလာတာပေါ့နော်ဘာနီယာဒီအဖွားရဲ့ခြေသက်လက်သေးတွေကအစားသူတိုက်ပေးရတယ်ပြီးသားပြီဆိုလို့ရှိရင်တရက်မှာ24နာရီရှိတယ်ဒီ24နာရီလုံးလုံးကိုအဖွားကြီးကသူ့သွားရဲ့နောက်ကိုတောက်လျှောက်ဒီဘာနီကိုလိုက်ခိုင်းနေခွနော်ဘာနီမှာတငယ်ချင်းတွေရှိတယ်เนาะလူဆိုပတ်ဝန်းကျင်တွေရှိတယ်အဲ့တော့တငယ်ချင်းတွေပတ်ဝန်းကျင်တွေနဲ့အဆက်တွေလုံးဝပြတ်တောက်သွားအောင်လို့ तू ကလုတ်တာဆက်ဆံတာလုံးဝမကြိုက်ဘူးပြီးတော့ဘာနီဖះเจ้าသွားပြီးတော့တချင်းဆိုတာမျိုးတွေတခြားသူကူညီတာမျိုးတွေဆိုလုံးဝမကြိုက်ဘူး तू ကအဲ့လိုမျိုးမလုပ်ရအောင်လဲနီးမျိုးစုံနဲ့ချုပ်ချဲတာတခြားသူကူညီတာတွေ့လို့ရှိရင်လည်းအဖွားရရန်ရှာတက်သေးတယ်အဲ့ဒီလိုနဲ့ဘယ်လိုဆက်ဖြစ်လာလဲဆိုတော့ဒီဘာနီကို तू တခြားလူနဲ့ပတ်သက်တာမကြိုက်တဲ့ခါကျတော့ဒီဘယ်လိုလဲဆိုတော့ဘာနီကအရန်ကို तू ကအနေအေးတယ်နူးညံ့တဲ့လူတွေเนาะအဆက်ရှက်တက်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့ခါကျတော့ तू ကလေလူပုံတွေမှာအဆက်ခွဲလာရဖွားကြီးကဘာနီကိုဆဲတာတွေနှိမ်တာတွေတောက်ရှောက်လုပ်တာပေါ့နော်အဲ့ဒီလိုနဲ့1996ခုနှစ်နိုဝင်ဘာလလည်းကြာရောဘာနီရဲ့စိတ်ရှည်သီးခံမှုရဲ့လုံးဝကုံဆုံးသွားတယ်ဘယ်လိုဖြစ်လဲဆိုတော့ဒီအဖွားကြီးကိုပေါ့နော်နောက်ကနေပြီးတော့တနက်4ချက်ပြစ်ပြီးတော့အဆုံးစီရင်ပြစ်လိုက်တယ်ပြီးတော့ဒီအဖွားကြီးရဲ့ရုပ်အလောင်းကိုအိမ်ထဲမှာရှည်ရီကတက်တာအကြီးကြီးထဲမှာထည့်ပြီးတော့အပေါ်ကနေဟင်းသေးဟင်းရွက်တွေအုပ်အသားတွေအုပ်ပြီးတော့သူကဒီအလောင်းဖြောက်ထားတာပေါ့လေထူးဆန်းဆုံးကဘာလဲဆိုလို့ရှိရင်အဖွားကြီးကိုအိုးလာတိတိနောင်မှာဖြောက်ထားတာနော်အဲ့ဒါဘယ်သူမှမသိဘူးပြီးတော့ तू ကအဖွားကြီးရဲ့ဒီဘောနော်ပိုင်ဆိုင်မှုတွေဘောနော်ပတ်စံတွေကိုသူ့ရဲ့ကိုစိုးတက်မသုံးဘဲနဲ့မျိုးရင်းရသူတွေကိုလိုက်ဝေပေးတာဘောနော်ပြောရမယ်ဆိုလို့ရှိရင်မျိုးရင်းမှာဒီကလေးတွေကိုပညာသင်စုသူပေးတယ်ပြီးတော့လို့ရှိရင်ဖျားเจ้าကိုအလူငွေတွေလှူတယ်ဒေသခံလုပ်ငန်းရှင်တွေကိုလည်းအတိုးမဲ့ချင်းငွေတွေထုတ်ပေးခဲ့တယ်ဒါကြောင့်လည်းဒီအပူကြီးပေါ်သွားတဲ့အခါမှာပေါ့နော်မျိုးပေါ်ကဒီမျိုးကန်တွေကနေပြီးတော့သူ့မဖက်မှနဲ့ तू ကမျိုးတက်ကောင်းတာတွေအများကြီးလုပ်ပေးခဲ့တဲ့သူပါဆိုဝိုင်းပြီးတော့သူ့ဘက်ကနေကောက်ွယ်ပေးကြတာဒီအမှုကဘလို့ပေါ်သွားလဲပေါ့နော်ဒီအဖွားကြီးပြောက်တာလဲ6လလောက်ကရှိနေပြီဘယ်သူမှလည်းမစုံစမ်းဘူးလားဆိုတော့ဘေးဘဝဝင်ချင်ရလူတွေကဒီအဖွားကြီးနဲ့ပတ်သက်ကလည်းဘာမှမဖြစ်ဘူးလေပတ်လည်းမပတ်သက်ချင်တဲ့အခါကျဘယ်သူမှလည်းတီးတန်ရှာဖွေမနေဘူးအဲ့တော့ဖြစ်ကျွန်တော်ဘလို့ပေါ်သွားလဲဆိုတော့ဒီအဖွားကြီးမှာသားရှိရည်เนาะသူကယောက်ျားပဲဆုံးသွားဆိုသားရှိရည်မာဖင်ဆွဲသားရှိရည်မြီးတွေရှိတယ်သူမှာသူ့ရဲ့သားကနေပြီပေါ့နော်ဖုန်းနဲ့ဆက်တာသူ့အမေစီကိုဒါပေမဲ့ဖုန်းဆက်တိုင်းသူ့အမေနဲ့စကားမပြောအောင်
ဘာနေရမမြဲဖုန်းကိုကင်နေပြီးရင်အမေကနေမကောင်းဘူးအမေကခီးထွက်သွားတယ်အဲ့ဒီလိုပဲအမြဲတမ်းပြောနေတာပေါ့နော်ဒါပေမဲ့6လလုံးလုံးပဲတခါမှစကားမပြောရတဲ့ခါကျတော့တဖြည်းဖြည်းနဲ့တန်တရားစိတ်တွေဝင်လာတယ်အဲ့ဒီလိုနဲ့1998ခုနှစ်ဩဂတ်လလည်းရောက်ရောသူတို့ရဲ့သားပေါ့နော်အဖွားရဲ့သားနဲ့မြီးနဲ့ကအဲ့အဖွားရဲ့မြို့ဝအိမ်ပေါ့နော်အဖွားရဲ့အိမ်ကိုရောက်လာတယ်အဲ့ဒီအချိန်မှာဘာနေရအိမ်မှာရှိမနေဘူးဒီလိုနဲ့သူတို့ကအိမ်ကိုအတင်းကိုဝင်နေပေါ့နော်အတင်းကိုဝင်နေဝင်ပြီးတော့အိမ်ထဲမှာဟိုရှာဒီရှာပတ်ပြီးတော့ရှာတာပေါ့နော်ဒါမဲ့လေဘာဆိုဘာမှမတွေ့ဘူးဒီလိုနဲ့ဗမာလဲဆိုတာအိမ်နမီးဖို့ကြောင့်နေမှာရှိနေတယ်ဒီရေခဲတက်တာအကြီးကြီးပေါ့နော်အဲ့ရေခဲတက်တာကြီးတွေကိုသူဖွင့်ပြီးတော့ရှာတယ်အဲ့ချိန်မှာလဲဟိုဘယ်လိုပြောမလဲဟင်းသေးရွက်တွေကလည်းအပေါ်မှာအုပ်ထားဆိုတော့လေဒါပေမဲ့သူတို့ကမရအိတ်ဟာအစားလိုက်ပြီးမှွေပြီးရှာတာပေါ့နော်သိရမလားဟင်းသေးရွက်တွေဖဲရှာအသားတွေဖဲရှာဆိုနောက်ဆုံးလဲကြာရောဒီအဖွားကြီးရဲ့ရုပ်အလောင်းကိုဖြူရောင်ပလတ်စတစ်နဲ့ပတ်ထားတော့တွားပြီးတော့တွေ့လိုက်ရတယ်အဲ့တော့6လလောလောမပတ်ဘူးလားဆိုတော့ဘာနီကသူကအတုပပြင်ဆင်ပေးရသူဆိုတော့အလောင်းထားသူ့ရမယ်ဟာသူကသိတယ်အဲ့ဒီအတွက်ကိုသူကဒီအလောင်းကိုမပုတ်သွအောင်သူလှုပ်ထားတယ်အဲ့ဒီအတွက်သူတို့တွေ့တဲ့အချိန်မှာလည်းအဖွားကြီးရဲ့ခန္ဓာကိုပေါ့နော်ရုပ်လောင်းကလုံးဝအေးခဲနေတဲ့ရုပ်လောင်းတွေနဲ့သူတို့ပြန်ပြီးတော့တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုတွေ့သွားတဲ့အချိန်မှာလဲဘာလီကညင်းတော့ဆိုမညင်ဘူးသူကလည်းဝန်ခံခဲ့တယ်ဘာနီကဝန်ခံခဲ့တယ်နော်ဒါပေမဲ့တမျိုးလုံးကလူတွေကကြောက်လေအဲ့ဒီပေါ့နော်ဘာနီဘက်ကနေဝိုင်းပြီးတော့ပူပြောပေးကြတာဟာဘာနီကလူကောင်ဒီဖွားရနှစ်ဆက်လို့ဆိုတော့ तू ကဒီလိုခုခံလိုက်ရလို့ဒီလိုတွေဖြစ်ကုန်ကြတာပါဆိုပြီးတော့လုံးဝဘာနီဘက်ကနေကိုဝိုင်းခုပြီးတော့ပြောပေးကြတာဒါပေမဲ့တရားဥပဒေရပေါ့နော်ဆိုလို့ရှိရင်တော့ဒါ तू ကတက်လိုက်တယ်အဲ့ဒီတော့ကိုတရားရုံးကနေပြီးတော့သူ့ကိုထောက်နဲ့တကျွန်းချမှတ်လိုက်တယ်ဒီအဖြစ်ပြက်ကအယုံမှနာမည်ကြီးသွားခဲ့တယ်ပေါ့နော်အဲ့အကြောင်းသူဒီအဖြစ်ကိုပြန်ပြီးရိုက်ကူးထားတယ်2011ခုနှစ်မှာထုတ်ထားတဲ့စကားတကားရှိရဲစကားရဲ့နာမည်ကလည်းဘာနီပဲအဲ့တော့ဘာဖြစ်အမှုမှာပြန်ပြီးတော့စုံပါမယ်တတား